မင်္ဂလာသတို့သမီးတဦးရဲ့ဝိညာဉ်ပူးနေတဲ့ဆိုတဲ့အရှုံးမှာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ M9 channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။လူတယောက်တည်ဆုံသွားတဲ့အခါသူ့ရဲ့ဝိညာဉ်ကမသိခင်မှာဖြစ်ပေါ်လာတဲ့ကုသိုလ်ကံအကျိုးတရားနဲ့စိတ်ရဲ့ဆရာကိုလိုက်ပြီးတော့ဘုံဘဝတွေအမျိုးမျိုးကိုရောက်ရှိသွားကြပါတယ်။ဒီအခါမှာတချို့ကမသိခင်မှာကောင်းမွန်တဲ့တရားရှုမှတ်မှုကိုကျင့်သုံးတာကြောင့်တည်သွားတဲ့အခါမှာဝေဒနာပြင်းပြင်းထန်ထန်ခံစားရတာမျိုးမရှိသလိုကောင်းရာဘုံဘဝကိုလည်းရောက်ရှိနိုင်ပါတယ်။ဒါပေမဲ့တချို့ကျတော့မသိခင်မှာဖြစ်ပေါ်လာတဲ့ဆွဲလန်းမှုတွေအမုန်းတရားတွေဝမ်းနည်းပူဆွေးမှုတွေကြောင့်တည်တဲ့အခါမှာမကြွမလွတ်ဘဲနဲ့ပရလောကထဲမှာကျင်လည်နေရပါတယ်။ဒီနေ့ပြောပြမယ့်အမျိုးသမီးတဦးဟာဆိုရင်လည်းမင်္ဂလာဆောင်မဲ့နေ့မတိုင်မီမှာဝမ်းနည်းပူဆွေးမှုတွေနဲ့တည်သွားခဲ့ရကြောင်းသူရဲ့ဝိညာဉ်ကမကြွဖဲနဲ့အယုတ်လေးတရုတ်ရဲ့ကိုယ်ထဲမှာဒီနေ့ထိကြံရောက်နေပါတယ်။ဆိုတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပြည့်ပြည့်စုံစုံသိရဖို့အတွက်စောင့်လေးချုံတစ်ချက်လေးတက်ပြီးတော့ဗီဒီယိုကိုစုံနေတဲ့အတူကြည့်လိုက်ရအောင်ပါ။ဒီဖြစ်ပျက်ကတော့လွန်ခဲ့တဲ့နေ့အနေငယ်တုန်းကရွာလေးတူရွာမှာဖြစ်ပွားခဲ့ရပါအဲ့ဒီရွာမှာရှေးဟောင်းဆန်အိမ်ကြီးတစ်လုံးရှိပြီးတော့အဲ့ဒီဆန်အိမ်ထဲမှာဟယ်လီနာလို့ခေါ်တဲ့အမျိုးသမီးတဦးဟာသူ့ရဲ့မင်္ဂလာဆောင်မဲ့နေ့မတိုင်မီညမှာအစိတ်တောက်ပြီးတော့ကိုတက်သေးသွားခဲ့ရဖြစ်ပါတယ်ဟယ်လီနာဟာအဖြူရောင်သတို့သမီးဝတ်စုံကိုဝတ်ဆင်ထားပြီးတော့အသက်ကင်းမဲ့နေတဲ့သူမရဲ့အခမ်းအနားကိုကအေးဆက်နေပေမဲ့မျက်နှာကတော့ပြုံးရောင်တန်းနေပါတယ်ရွာသားတွေကလည်းဟယ်လီနာရဲ့အလောင်းကိုခြံထဲမှာပဲကောင်းကောင်းမွန်မွန်မြုပ်နှံပေးခဲ့ပြီးတော့သူမရဲ့ဝိညာဉ်ကိုလည်းကောင်းချီးပေးဆုတောင်းခဲ့ကြပါတယ်။ဒါပေမဲ့သူမတည်ဆုံးပြီးအနောက်ပိုင်းကနေစပြီးဒီဆန်အင်ကြီးမှာညဆိုရင်အဖြူရောင်ဝတ်စုံနဲ့တရေမတကောင်ကိုမကြခဏတွေ့ရတတ်တာကြောင့်လူတွေလည်းတစ်စေ၆တဲ့ဆန်အင်ကြီးကိုမလာရဲကြတော့ပါဘူး။ဒီလိုနဲ့ရာဇဝတ်နဲ့များစွာကြားတဲ့အထိဟယ်လီနာရဲ့ဆန်အင်ကြီးကတော့ခတ်တကားပိတ်ပြီးတော့လူသူကင်းမဲ့နေကြရပါတယ်။ဒီလိုနဲ့နေ့တော်ကြာပြီးတဲ့အခါမှာဒီဆန်အင်ကြီးကိုပြတိုက်လုပ်ဖို့အတွက်အလုပ်သမားတစုပြောင်းရွှေ့လာခဲ့ပါတယ်။အဲ့ဒီအဖွဲ့မှာအင်ဂျင်နီယာတွေဒါမကအလုပ်သမားတွေအများကြီးလဲပါလာတာကြောင့်ဒီအင်ကြီးဟာတဖန်ပြန်လဲအသက်ဝင်လာခဲ့ရပါ။ရွာသားတွေကတော့ဒီဆန်အင်ကြီးရဲ့အကြောင်းကိုအသိပေးထားပေမဲ့သူတို့ကတော့သိပြီးဂရုမစိုက်ခဲ့ပါဘူး။အဲ့ဒီအဖွဲ့ရဲ့အလုပ်သမားလေးတဦးဖြစ်တဲ့အန်နာကတစ်ချိန်လုံးကဟယ်လီနာနေထိုင်သွားတဲ့အခန်းထဲမှာသူတို့သမီးဝတ်စုံဝတ်ထားတဲ့အယုံမလေးတယောက်ကိုရှာတွေ့ခဲ့ပါတယ်။အဲ့ဒီအယုံလေးဟာတော်တော်လေးလက်ရမြောက်စွာနဲ့ပြုလုပ်ထားတာကြောင့်ကြည်နေရင်အသက်ဝင်လာတယ်လို့တောင်ခံစားရပါတယ်။တချို့ကတော့ဒီအင်ကြီးရဲ့ဇလန်းကိုသိရကြောင်းအဲ့ဒီထူးဆန်းတဲ့အယုတ်ကိုလွှင့်ပစ်ဖို့ပြောပေမယ့်အန်နာကတော့လာတဲ့ဧည့်သည်တွေကြည့်လို့ရအောင်အယုတ်လေးကိုတေချာတန်ရှင်းပေးပြီးတော့အခန်းထဲမှာပဲထားခဲ့ပါတယ်။ဒါပေမဲ့မကြခင်မှာပဲပြတိုက်ထဲမှာသူ့လိုလျှောက်သွားနေရင်သူတို့သမီးဝတ်စုံတဲ့အယုတ်မကိုစတွေ့ရပါတော့တယ်။အဲ့ဒီရက်တွေမှာအန်နာကအိမ်မဆိုးတွေမက်ခဲ့ပြီးတော့အိမ်မက်ထဲမှာသူမရဲ့မျက်နှာကကြားတိုက်ထဲကအယုံမရဲ့မျက်နှာဖြစ်နေရကိုအမှန်ထဲမှာမြင်လိုက်ရတာကြောင့်လက်နိုးလာခဲ့ပါတယ်။စံအင်ကြီးထဲမှာလည်းတယောက်ယောက်ကအမြဲတမ်းစောင့်ကြည့်နေတယ်လို့ခံစားရတာကြောင့်ရွာတွေကသူတွေကိုမေးကြည့်တဲ့အခါမှာတစ်ချိန်လုံးကအဲ့ဒီအိမ်ထဲမှာတည်သွားတဲ့ဟယ်လီနာရဲ့အကြောင်းကိုသိခဲ့ရတာပါ။ဟယ်လီနာကမင်္ဂလာဆောင်ကာနီးမှာချစ်သူရဲ့စွန့်ပစ်တာကိုခံလိုက်ရတာကြောင့်ကိုတတ်သိခဲ့ရဖြစ်ပါတယ်။သူမရဲ့ဝိညာဉ်ကိုတော့ဟယ်လီနာရဲ့မိခင်ဖြစ်သူကအယုတ်လေးတယောက်ရဲ့ကိုယ်ထဲမှာထည့်ထားခဲ့ရလို့သိရပါတယ်။အဲ့ဒီနောက်ပိုင်းကစပြီးတော့အန်နာဟာသူတို့သမီးအယုတ်လေးကိုစံအင်ကြီးနဲ့မနီမဝေးကရေကန်လေးကိုလွတ်ပစ်ခဲ့ပေမဲ့နောက်နေ့ရောက်တော့အယုတ်ကသူ့လိုပြန်ရောက်နေတာကိုတွေ့ရပါတယ်။ဒီလိုနဲ့ပဲအန်နာကတော့အင်ကြီးမှာဆက်မနေရတော့ပဲပျောက်သွားခဲ့ပြီးတော့အယုတ်လေးကတော့ဒီနေ့ထိဟယ်လီနာစံအင်ကြီးထဲမှာရှိနေဆဲဖြစ်ပါတယ်။ဝိညာဉ်ပုဂ္ဂနေရဲ့ဒီအယုတ်လေးနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ရဲ့အမြင်ကိုလည်းမှတ်ချက်ရေးခဲ့ပါအောင်နော်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်။အဆုံးထိကြည့်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။